ကျွန်တော်ကိုတချို့ကလာမေးကြတယ်ဒီတဲ့အဲ့ trade နဲ့ trade တာတဲ့ trading လုပ်တဲ့အခါမှာငွေအများကြီးသုံးရသလားတဲ့မသုံးရပါဘူးเนาะကိုနိုင်တဲ့ပမာဏလေးနဲ့ trade လို့ရတယ်เนาะဆိုလိုက$လေးရတယ်$လေးရတယ်အဲ့ဒါကြောင့်အခုကျွန်တော်အဲ့ trade ကိုသုံးပြီးတော့ကျွန်တော်$နဲ့ trade ပြမယ်တလားကျွန်တော်အချိန်ကတော့ကျွန်တော်ဒီတစ်ခါ15မိနစ် time zone ရွေးလိုက်တယ်15မိနစ် time zone ရွေးလိုက်တယ်အခုဆိုရင်ဒီ GBP USD ငွေကြေးအတွဲလေးပေါ့နော် GBP USD Great Britain Pound နဲ့ US Dollar အတွဲလေးခု moving average မြင်းရဲ့အပေါ်လေးမှာလှုပ်နေတယ်အဲ့ဒီရောတက်ဖို့များတယ်ကျွန်တော်အတက်ကိုနှိပ်လိုက်မယ်တိတ်နှိပ်လိုက်ပြီပေါ့နော်ဩဗျာအတက်နှိပ်ပါတယ်ဆိုမှကြာနေတော်တော်ကိုထိုးကြာနေစားတယ်နော်တိတ်တော့ကိစ္စမရှိပါဘူးဒီ candlestick တွေက15မိနစ်ဆိုတော့ကျွန်တော်အချိန်ရပါသေးရဲ့เนาะပြန်တက်ချိန်ရပါသေး candlestick တွေကဒါ10မိနစ် candlestick တွေလေအဲ့ candlestick တွေက10မိနစ်ဟောဗျာထိုးကြနေတယ်ဗျာထိုးကြနေတယ်ဒါ10မိနစ် candlestick တွေเนาะအဲ့တော့ကျွန်တော်တို့ဟောပေါ့15မိနစ်ဆို15ထိုင်စောင့်အောင်ပါပေါ့ကျွန်တော်အခုကြည့်ရတဲ့သူတွေနည်းနည်းမြန်အောင်လို့ဗီဒီယိုလေးကိုရစ်ထားပေးတယ်ပေါ့เนาะဒါဆိုနောက်တစ်တိုင်ပေါ့နောက်10မိနစ်တိုင်တက်သွားပြီဒါတော့ဆိုစိတ်ချပြီပေါ့တက်သွားပြီဒါပေမဲ့15မိနစ်ဆိုတော့အဝေးလို့သေးတဲ့အတွက်စိတ်ချပြီလို့ပြောလို့မရဘူးပြန်ကျသွားနိုင်သေးတယ်ပေါ့နော်ကျလဲကျတာပဲကဲအချိန်ကတော့ကတ်လာပြီပေါ့နော်နောက်ဆုံးမိနစ်ကိုရောက်လာပြီအခုဆိုရင်ဟော10 9 8 6 5 4 3 2 1ဘုံကဲနိုင်ပါတယ်နော်နိုင်တော့ပါပြီဝန်းတော့ပါပြီအခုလို့ trading နဲ့ပတ်သက်တဲ့ knowledge တွေ free class တွေတက်ချင်တယ်သိချင်တယ်ဆိုရင် chat box comment ကနေပြောပေးပါနော်ကျေးဇူးတင်ပါတယ် free class တွေထည့်ပေးပါ